အားလုံးပဲမင်္ဂလာပါမေသူခိုင်ပါဒီနေ့စကားပြောကြမယ်ဆိုရဲ7 days challenge လေးလုပ်လာတာ day 6ကိုရောက်လာပြီပေါ့နော်ဒီနေ့ day 6မှာကိုပြောမယ့်အကြောင်းအရာကတော့ကိုငငယ်ကဖြစ်ခဲ့တဲ့အကြောင်းအရာလေးကိုပြောပြသွားမှာအကြောင်းအရာနှစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ကိုကငငယ်တုန်းကအဲ့လို6တိတ်လမ်းလျှောက်ရင်တော့မှချော်လဲတဲ့ထဲမှာပါတယ်ပေါ့နော်6မခိုင်တာပေါ့နော်အဲ့နဲ့မမေရဖြစ်တဲ့အကြောင်းဖမမေရချော်လဲတာကတော့ကို4ရက်နှစ်ကအဲ့လို new year ညမှာပေါ့နော်ကိုရဲ့အိမ်ရှိအိမ်ကနေပြီးတော့ကိုအိမ်ကိုပြန်ပြေးလာတဲ့အချိန်မှာ6ခောက်ပြီးချော်လဲသွားတာအဲ့ချော်လဲဟာအယိုးအတဲ့အဆင့်အထိဖြစ်သွားတယ်ပေါ့နော်အဲအကြောင်းမလို့ကြောက်ပက်တီခံလိုက်ရတယ်ပေါ့နော်အဲ့ဟာနဲ့ကိုကဖြစ်တာကnew year ညဖြစ်တဲ့အကြောင်းမလို့ January 4ရက်နေ့ကျလို့ရှိရင်ကိုရဲ့လမ်းထဲမှာကွာအဲ့လိုလွတ်လပ်ရေးကစားတဲ့အားကစားပွဲရှိရပေါ့နော်အဲ့ဟာကြောင့်မလို့အဲ့နှစ်ကအားကစားပွဲကိုမစော့ကိုဝင်မစော့လိုက်ရပဲနဲ့ပေါ့နော်ကြောက်ပတ်တီးကြီးနဲ့သူများရဲ့စော့တော့ထိုင်ကြည့်ခဲ့ရပါတယ်အဲ့ဒီကြောက်ပတ်တီးကြီးနဲ့ပဲပေါ့နော်၄ရက်ဆောင်မွေးရလဲဖြေဖို့ရှိတဲ့အတွက်ကြောင့်မလို့အမေကအလူเจ้าကိုလိုက်ပြောပေးရပေါ့နော်လိုက်ပြောပြီးတော့ဆရာမအเจ้าရဲ့ဝင်ပေါင်းနဲ့နီးတဲ့ဆရာမရဲ့ရုံးခန်းမှာကိုတခြားဆရာမတယောက်ကိုစောင့်ခိုင်းပြီးတော့ပေးဖြေရပေါ့နော်အဲ့နဲ့ကိုဖြေနေတဲ့တရက်မှာပေါ့နော်အခြားဆရာမတွေကအဲ့လိုအခြားအတန်းကြီးတွေကိုစာစစ်အဖြေလွှာကိုတင်ပြီးတော့ရုံးခင်းထဲကိုဝင်လာရပေါ့နော်ပြီးလည်းပြီးတော့အမတ်ချစ်နေတဲ့အချိန်မှာဆရာမတယောက်ကနေပြီးတော့အခြားဆရာမတယောက်ကိုလမ်းပြောတာတခုကိုကြားခဲ့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဆရာမရဲ့စာတင်တဲ့တက်တန်းထောက်လျှောက်မှာပေါ့နော်အဲ့လိုကြောက်ပတိနဲ့ဖြစ်တဲ့သူအများစုကယောက်ျားလေးတွေပဲပေါ့နော်မိန်းကလေးတယောက်မှမဖြစ်သေးဘူးတဲ့သူဘလို့များဆော့လိုက်လဲမသိဘူးဆိုပြီးတော့ရီးနဲ့ပြောတာကိုကြားခဲ့ရပါပေါ့နော်အဲ့ဒါပြန်တွေးကြည့်တော့လေအခုပြန်တွေးကြည့်တော့ရီးရတယ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကကြာတော့လေကြောက်ပတိစီးထားတဲ့အတွက်ကြောင့်မလို့ဘလို့တော့ပုံမှန်လို့တက်တောင့်စာဖြစ်မလဲပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြာတော့ကိုတက်ခဲ့အကြောင်းက2ချိန်အကြောင်းပေါ့နော်အဲ့အကြောင်းမလို့သူကပထမမနက်ပိုင်းအစောပိုင်းမှာတက်ကြတဲ့အကြောင်းမှာဆိုလို့ရှိရင်တော့ကိုကျောင်းကိုရောက်တာနဲ့ကျောင်းခန်းထဲကိုတန်းဝင်ပေါ့နော်ဒါပေမဲ့ဒီညနေပိုင်းတက်ကြတဲ့အတန်းအချိန်မှာဆိုလို့ရှိရင်ကိုကျောင်းကိုရောက်တဲ့အချိန်မှာကျောင်းခန်းထဲကိုတန်းဝင်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျောင်းအောက်မှာပဲတခြားအတန်းကြီးတွေအရင်ဆင်းတဲ့အချိန်ကိုစောင့်ပြီးတော့မှတက်ကြရပေါ့နော်အဲ့လိုညနေပိုင်းတက်ကြတဲ့အတန်းဒီမှာဆိုလို့ရှိရင်ကိုကအဲ့လိုတခြားအတန်းကြီးတွေမစင်းလာခင်မှာကိုကအပေါ်ဆရာမတွေကပေးမတက်ပေမဲ့ကိုကခိုးတက်လာအဲ့လိုဟာအဲ့တော့ဘလို့ဖြစ်လို့လဲမသိဘူးပျော်တယ်ပေါ့နော်အခုပြန်စဉ်းစားကြည့်တော့တွေးမိတာအဲ့လိုမျိုးတခြားသူတွေထက်အခန်းထဲကိုကြိုစောရောက်နေရတဲ့ဟာကိုသဘောကျလို့တော့မြင်တယ်ပေါ့နော်ကိုဟာကိုလေအဲ့လိုမျိုးမလို့အဲ့လိုခိုးမတက်လဲဒီချိန်နဲ့ပဲအခန်းကိုဝင်ရမှာကိုတက်လဲဒီချိန်နဲ့ပဲအခန်းကိုဝင်ရမယ်ဟာအဲ့လိုပဲကျောင်းကိုရောက်ပြီဆိုတာနဲ့အပေါ်တက်ဖို့ပဲဆရာမကြီးမမြင်အောင်တက်ဖို့ပဲချောင်းနေရမှာတော့ဒါပေမဲ့နေတိုင်းတက်လို့ရတာတော့မဟုတ်ဘူးเนาะဆရာမကြီးကလည်းတခါကြားလို့ရှိရင်မျက်စိကအာယုံကပေါ့နော်အာယုံကတခြားနေရာကိုရောက်နေလို့ရှိရင်ကိုတက်တာကိုမမြင်နိုင်ဘူးကိုတက်တာမြင်တော့လေဆရာမတွေကအောက်ကိုမတက်နေအောင်ဆိုပြီးတော့အောက်မှာပဲနေခိုင်းတာပေါ့နော်အဲ့ဒါတော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီကိုအခုဗီဒီယိုကြည့်နေတဲ့အထဲမှာဆိုရင်ငငယ်ကလှုပ်ဖြစ်ခဲ့တဲ့အကျင့်တွေကမှရည်စရာလေးတွေရှိလို့ရှိရင်ကောမမှာပြောသွားပြလို့ရပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ညလေးဖြစ်ပါစေတတာ